Yo, tiene chino can the coolio chino la sovia, bueno, ti can so es jinga yang asebo. Ti can gre ya de ti si se ma so tu ပြစ်နှုံးလေးတွေသူညှစ်တင်ထားပေးရပါတော့ကျွန်တော်အင်္ဂလိပ်လိုမပြောအင်္ဂလိပ်မတတ်ဘူးကွာပြစ်နှုံးလေးတွေတင်ထားပေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဘယ်ပြောမလဲအရင်စီစဉ်တွေမှာဆိုရင်ကွာတော်တော်လေးကိုပြစ်တာနေဒီစီစဉ်မှာဆိုရင်သူပြစ်နှုံးလေးကိုပို့လာပေးရဆိုတော့ကျွန်တော်လည်းဆော့ပြမယ်ကန်က300တာအဆင်ပြေလားသူဟာမိသားစင်းလားဆိုရင်မိသားမစင်းလားဘာဖြစ်ဆိုရင်သူရဲ့တနက်ကလေးရဘယ်လိုပြောရမလဲဆိုရင်အလေအလတ်တနက်လားပေါ့ဒီတနက်မှာဆိုရင်သူ300အဆင်ပြေလားမပြေလားဆိုတော့ကျွန်တော်လည်းဆော့ပြအောင်ပေါ့နော် A few moments later အခုတော့ကျွန်တော် mat ဟဲကိုရလာပြီရနော်အခုကျွန်တော် solid mat ကတော့ fan lock down ဖြစ်အောင်ပေါ့ fan lock down ဆိုတော့ရေလာကြည့်ရမှာနော်ကန်ကြီးကဘယ်လောက်ဒီဆော့ရတာအဆင်ပြေလားပါတော့တကယ်လို့အဆင်ပြေရင်ကျွန်တော်ပုံရင်းတော့ကျွန်တော်ယုံကြည်မှုတိတ်မရှိနေဘူးကန်ကျွန်တော်ကြိုပြောထားမယ်နော်ကျွန်တော် video ကနည်းနည်းတီးလေလေးဖြစ်မှာကျွန်တော် record ရိုက်တော့ကျွန်တော်နှစ်ချက်လေးထည့်ထားပြီးတော့ဟိုဘယ်လိုပြောမလဲဆိုရင်အတန်တီးလေးဖြစ်နေတယ်အတန်နဲ့ gain နဲ့မညီနေဘူးဥပမာအတန်ရင်လာပြီးတော့ gain ကမသွားသေးဘူးအေးမျိုးလေးဖြစ်မှာနော်ကိုတောင်ထဲမှာ enemy မရှိဘူးပေါ့ကျွန်တော် free set လေးဖြစ်ပါနော်လက်တာမှာဒါပေမဲ့ပေါ်တော့3လေးကောင်2ကောင်တော့ရှိတယ်ပြစ်လိုက်အောင်မယ် blah 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 okay မိကန်ဒေတာဖွင့်ပြီးဆိုရင်တော့မိကန်ဒေတာလေးကိုခဏတော့စလာပြီပေါ့နော်အခုတော့မိကန်ဒေတာရရနော်ကျွန်တော်မိကန်ဒေတာဖွင့်လိုက်လော့ဒေါင်းဆိုတော့ဘာမှတိတ်မမျှော်လင့်တော့ကွာ red trap ကိုနည်းနည်းလေးတော့ခဲပဲokay ပတ်စံရတယ်ခရမ်းအောင်ထွက်တယ်ဒီလောက်လေးပဲရ okay နောက်ပြီးတော့ဘယ်နေရာကျွန်တော်တို့ဆက်သွားမလဲဆိုရင်တော့ကျွန်တော်တို့ဟိုအလေအောင်မရောက်ခင်မှာပါဟိုမှာကုန်းစီလားလေတော့စပါမသိအမှ free set ခုရှိအင်းနေရာလေးကိုကျွန်တော်တို့တွားအောင်ပေါ့နော် okay let's go အခုအလေအညာဘက်ချမ်းကစပါရုံကုန်းစီနာကျွန်တော်တို့ရလာပြီနော်ဘောတွေတော့ရှိဒါပေမဲ့ enemy ရှိလားမရှိလားကျွန်တော်တော့အတိတ်ကြောက်ဒါပေမဲ့မြန်မာလူကြီးပြေးလာ okay မိကန်တက်တာလေးကရှိသေးလားလို့ဆိုတာတော့တစ်ချက်သက်ကြည့်ကြရအောင် brother ဒါမဲ့ကျွန်တော်ကြည်ဖြည်းဖြည်းချင်းသွားဖို့ကမပြောနဲ့ကွာမြန်မာလူကြီးငါပြေးတယ်โอเคမိကန်ဒေတာဖွင့်ပါတယ် enemy လာထားပါတော့အဲကြောင့်ကျွန်တော်တို့ဒီအရှိကိုဆက်သွားမှာဆိုရင် enemy ကိုတော့နည်းနည်းတော့တတိထားရမယ်အဲကြောင့်နည်းနည်းစင်မယ်ဒါမဲ့ enemy ချီတန်နေအတန်တော့မကြောက်ဘူးဒါမဲ့မိုးတယ်ပဲချမ်းမှာတော့ကျွန်တော်ကန်တန်နေတော့ကြာနေအဲကြောင့်သွားမယ် let's go မိုးတယ်ကိုအခုမိုးတယ်ပဲကိုကျွန်တော်တွားထားပြီးပါပြီနော်မိုးတယ်ပါရှိတယ်ဆိုရင်တော့ဘာမှမရှိတော့ဘူးဘာဖြစ်လို့ enemy win မှုရပါကြီးဟို my room ကစတူတို့ဖွင့်သွားဒါမဲ့stable ထဲမှာမိကန်ဒေတာလေးရှိမှာပါရှိမှာဆိုကျွန်တော်လည်းချင်းမဖြစ်အောင် body ပြည့်နေကြ enemy ရှိမလားမရှိဘူးတော့မသိဘူးဟိုဘောတော့ပြည့်လို့မသိဘူးဟာကန်ကြီးကလည်းဟုတ်တော့ဟုတ်ဘူးအပေါ်မိကန်ဒေတာရှိလားမရှိဘူးဒီဘောရပါဘောရမသိဘူး okay မိကန်ဒေတာမဖွင့်ရသေးဘူးနော်ဒါကြောင့်ကျွန်တော်မိကန်ဒေတာလေးဖွင့်ပြီးတော့အချိန်လေးကိုနည်းနည်းကြော်ကြရအောင် brother တို့ကြီး 3 hours later okay မိကန်ဒေတာရရနော်မိကန်ဒေတာထဲမှာပါရှိပြီးကြည်လိုက်ကြရအောင်ညှော်လင်းချက်လေးရနည်းနည်းရှိချင်တော့ပေါ့ okay ပတ်စံခင်းရအောင် oh red ရရိုးရိုး red တခုရတသိန်းကျော် okay တန်ပြီးသားလို့ပဲကျွန်တော်ထင်တယ်ပေါ့နော်ဒီပွဲပြီးဆိုရင်အခု hospital ပြီးဆိုရင်ကျွန်တော် free set လည်းချက်ဖွင့်ကွာ free set ဆိုရင်ဘာတွေရှိမလဲဘာတွေရမလဲလည်းချက်ဖွင့်တော့ဘာဖြစ်ဆိုရင် enemy ကသူထွက်သွားလာပြီးတော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကြောက်ဆက်ရအောင် let's go brother okay stable ဘင်းနာကအဲ့ဒီတော့ကျွန်တော်တို့ဒိုးကြရအောင်ပေါ့နော်ဒီငါမိကန်ဒေတာကောင်းလားအဲ့တော့ enemy ဖွင့်ပြီလားဆိုတော့ကျွန်တော်လည်းမသိကြဘူးဒါပေမဲ့ enemy ရှိမှဆိုတော့တတိထားရအောင်ပြောလို့မရအောင်ခဏကြာကြွတ်နေရှိတယ် okay မရှိဘူးမိကန်ဒေတာကောင်းလားပြက်လား okay ကောင်းချက်ဖို့မိကန်ဒေတာလေးကိုခဏစားလိုက်ပဲ okay မိကန်ဒေတာပွေပေါ့နော်တပွေကြအောင်ပါရအောင်လဲဆို run down တစ်ခုရရင်တော့ share ပါ you red ရကွာအနည်းဆုံးတော့ red ဖြစ်ဖို့ပဲအဓိကပတ်စံပါတယ်ပတ်စံခရမ်းရအောင် okay red မပါအောင်ပေါ့နော်နောက်တနေရာကျွန်တော်တို့သွားမယ်မိုးတယ်ဘေးနာကကုံစီလေးတနေရာရှိဟာအဲ့ဒီမိုးတယ်ဘေးနာမဟုတ်မိကန်ဒေတာအကောင်လားပြက်လားဆိုတော့ကျွန်တော်တို့တကြည့်ပါနော် let's go အခုကျွန်တော်ရလာပြီပေါ့နော်ခြေတံတော့ကျွန်တော်ကြားရတယ်ဒါပေမဲ့ enemy ရှိတယ်လို့ထင်တယ်ပေါ့လေမိကန်ဒေတာကတော့အကောင်ဒါပေမဲ့ပွေပါကြီးပင်နာမှရှိနေမသိဘူးခြေတံဟောဒီဘက်ချင်အောင်ကျွန်တော်နည်းနည်းတော့ကြားတယ်ပင်ထကောင်တော့ကျွန်တော်မသိကြအောင်ဒါပေမဲ့ဘယ်တယ်ကတော့ကြွားရအောင်ဘာဖြစ်ဆိုရင်ကျွန်တော်တို့ကန်လက်ဆန်းတာဆိုတော့ဘယ်တယ်ဆိုတာတော့ကြွားရအောင်မယ်ကန်ရချင်းတွေကိုကိုယ်တွေသိရအောင်ပေါ့ဒီဘုံကျဲတယ်ပြစ်တယ်အေးလာတော့မသိဘူးကန်ကြီးဒါပေမဲ့နည်းနည်းမထီတယ်ကျွန်တော်အဲ့တော့ဘောလာမထီဘူးပြစ်တာဘာဖြစ်ဘောနဲ့လူနေရှိရင်အော်ဘုံကျဲတယ်ဘုံလာနော်သူ့ကျွန်တော်တော့ထောက်တာမထိုက်ရှင်ပြစ်မယ်ဟာတီးတယ်ဒီစိတ်ကြီးဟေး 2000 years later
โอเคအခုကျွန်တော်တို့ TV လော့ဒေါင်းလာကွာခုနက fan မှာ short လာတီစစ်နဲ့ဆောင်းနေဟေးတီစစ်ရလဲအဆင်မပြေအခုကျွန်တော် group ထဲက brother တယောက်လည်းပါပါเนาะကျွန်တော်တို့ရဲ့ဟို GB ရှိတယ်ပေါ့အဲ့မှာ lobby မှာ enemy နှစ်ကောင်တော့တစ်ကောင်တော့မသိဘူးခြေတံတော့ကြာနေအဲ့မှာကျွန်တော်တို့ဘယ်တဲ့ကြွားမယ်ဆိုပြီးတော့ဒီဘက်ချောင်းလာကျွန်တော် stand ရင်ကျဲကြည့်ရမှာเนาะဒါပြည့်တယ်ဟေးဘိုးဘက်တော့ lobby ထဲမှာကောင်းထိတယ်မအောင်ဘေကပြစ်လာခဏဘေကပြစ်လာအော်ခုမှပေးဒါတော့ကျွန်တော်လူပဲတကောင်တော့ရအောင်လေရခဲ့တယ်တကောင်ရခဲ့တယ်ကောင်ရခဲ့ဟာအော်ဘေးကပြစ်သွားတယ်ကျွန်တော်တက်သွားတဲ့ကောင်ဖြစ်မတယ်မြန်မာကြီးโอเคနောက်တစ်ပွဲကွာခုနကပွဲမယူစားအောင်ကျွန်တော်နှစ်ဖက်ချော်နေထိတာကွာဟိုတစ်ဖက်ကလည်းပြစ်တယ်ကျွန်တော်ပြစ်တဲ့ဖက်ကိုကျွန်တော်ပြစ်တယ်တစ်ဖက်ကကျွန်တော်ပြန်ချဆိုတော့ကျွန်တော်တေသွားပါတော့ဟောဒီ infirmary အပေါ်ထားပဲချင်မှာကျွန်တော်တို့ enemy ချိတာကြတကောင်ပဲဖြစ်ပုံများဘောရရှင်တာမိကတစ်တာတော့မရှိတော့ကျွန်တော်ထင်တယ်ပေါ့ဘောဒီဒီလောက်ရှင်တာပြီးဆို Enemy here. ကျွန်တော်လာတဲ့ဟာကတော့ထုံးစံအတိုင်းပဲเนาะ T4 ပဲနောက်လည်းကြည်ကြရလဲ level 4ကြည်ပဲ brother ပြောရတာအခုမှတကယ်ရှိရတယ်တကားဖွေတော့ဝင်ရှိတယ် Surprise, motherfucker. တကယ်ရှိတယ်ကဲဆမ်းမြန်မာလိုဝင်တာတဲ့โอเคခုနကတော့ပွဲမယူစားအောင်နော်ကျွန်တော်မြန်မာလိုကြီးခုံသွား โอเคဒီပွဲမှာဆိုရင်တော့ကျွန်တော်ပြင်နေရမှာဆိုပတ်ဆက်ကူမှာပေါ့နော် enemy ရှိနေဘာဖြစ်ဆိုရင်ပန်ဒီဂျာပဲချန်တို့တို့ပဲတဲ့ကြွားနေနောက်ပြီးတော့ဒီဘက်ချန်တကောင်ပြေးလာလို့ကျွန်တော်ခန်းစားရအောင်အဲကြအေးကောင်အလစ်တော့မှာကွာကြွက်လုံရတော့ You didn't have to cut me off. Now we were nothing. ဒါမှမဟုတ်သူခြေတံကြားလာဒီလိုမျိုးပြေးနေဆိုဘုံလေးကျဲထင်ကောင်စတန်လေးတစ်လုံးတော့ပေါ့โอเคစတန်ထိရအန်မီကိုမတွေ့ဘူးဟာရှိရလားမတိကြဝင်ကြည့်ဟာတွေ့တယ်ပုံမှန်ဒီတဲ့တောင်းအောင်ဘုံလေးတစ်လုံးတော့ကျဲလိုက်โอเคအပြင်ဘက်ကိုပြေးထွက်ရပြင်ဘက်ကိုတီးရဒီကောင်ပြင်ဘက်မှာကျွန်တော်တောက်လီကိုကြိုက်တော့ပြင်ပါမကောင်မှာတကောင်တော့မဟုတ်မထီဘူး T4 ပဲကျွန်တော်နိုင်မထင်တော့ဘူး level 4ကြည့်ဆိုတော့နှစ်ကောင်ဟာပေးပြန်တယ်โอเคအခုဆော့ပြီးပြီဆိုတော့ GAN ရဲ့အခြေအနေကဘယ်လိုလဲဆိုရင်ဒီ FG 950ကဆိုရင်ကျွန်တော်ဘယ်လိုပြောရမလဲလော့ဒေါင်းယူသွားမယ်ဆိုရင် level 4ကြည်လောက်မှအဆင်ပြေမှာเนาะကျွန်တော်ဆော့မကျွမ်းတာလည်းပါပါပေါ့ဒါပေမဲ့ GAN ကတော့ပြည့်နှုံမြည်တက်လာဆိုရင်တော့မြည်တက်တယ်ဒါမဲ့ကပိုတက်လာဆိုရင်တော့အဲ့ဒါတော့ကျွန်တော်ပြောလို့မသိဘူးဒါမဲ့သူ့သားမဲ့ကအလဲအလက်လောက်ပဲရှိမယ်ဟိုထမ်လိုက်ကောင်းမှကိုစားရအောင်ပေါ့เนาะ GAN က forbidden ယူသွားမယ်ဆိုရင် M995 အစစ်ကြည်လောက်ယူသွားလို့တော့ကျွန်တော်မှတ်ချက်ပေးရမှာပေါ့เนาะဒီ GAN ကဘယ်လိုလဲဆိုရင်တော့အကူကြရင်အကူတိုင်းထားပါလို့အဲ့ဒါကြောင့်ကျွန်တော်ဗီဒီယိုကြည့်စုပေးတဲ့ brother တွေအတွက်အားလုံးကျေးဇူးတင်ပါတယ် see you next video bro bye bye